မင်္ဂလာပါရှင်မြန်မာထူးဆန်းရန်ကုန်လိုင်းစစ်ဌာနမှကြိုဆိုပါရရှင်လုပ်ငန်းသုံးကားတစ်စီးကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်လူကြီးမင်းတို့အနေနဲ့ကားဆဝယ်ပြီးဆိုတာနဲ့လစဉ်ကားစစ်ဆေးပြပြင်ရတဲ့အပိုင်းတွေနဲ့အခြားရေးကြီးကိစ္စတွေကြောင့်ကားတက်တလို့ပိုင်းနဲ့ပတ်သက်ပြီးတော့လင်းဟင်းနေတတ်ပါတယ်ကားလိုင်စင်ရဆိုရင်တော့တက်တန်းသုံးလမပြည့်ခင်မှာကျွတ်တိုးရမှာဖြစ်ပြီးတော့တက်တန်းကုန်မှလိုင်စင်တက်တန်းတိုးမယ်ဆိုရင်တော့တန်ကြီးပေးဆောင်မှာဖြစ်ပါတယ်ရှင်ဒီလိုနဲ့လိုင်စင်တက်တန်းကုန်ပြီးမှတက်တန်းတိုးတာမျိုးကို9နှစ်ဆက်တိုက်ပြုလုပ်မယ်ဆိုရင်တော့လုပ်ငန်းရှင်လူကြီးမင်းတို့ရဲ့လုပ်ငန်းသုံးကားဟာဝတ်တောက်စီးနဲ့ပါသွားမှာပဲဖြစ်ပါတယ်ရှင်ဝတ်တောက်ကဖြစ်သွားပြီဆိုတာနဲ့ဒီကနေ့နဲ့ရုံမှာလိုင်စင်တက်တန်းတိုးကိစ္စနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပြီးတော့မဟုတ်တော့ပါဘူးရှင်ဝတ်တောက်ကဖြစ်မသွားစေဖို့နဲ့လိုင်စင်တက်တန်း3လကျိုးတိုးနိုင်ရန်အတွက်မြန်မာဒီဇိုင်းလိုင်စင်ဌာနကနေပြီးတော့လိုင်စင်ကိစ္စအဝါဝါကိုဆောင်ရွက်ပေးနေတဲ့အစီအစဉ်ကိုအတည်ပြုလိုက်ရပါတယ်ရှင်မြန်မာဒီဇိုင်းလိုင်စင်ဌာနကဆိုရင်ဖြင့်လုပ်ငန်းရှင်လူချင်းတွေရဲ့ကိုစားလိုင်စင်တက်တန်းတိုးခြင်းအပြင်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းအနည်းပေါက်ပြောင်းလဲခြင်းနဲ့လိုင်စင်အပြောက်လျှောက်ထားခြင်းစတဲ့လိုင်စင်နဲ့ပတ်သက်တဲ့ကိစ္စရပ်များကိုယဉ်ကျေးမှုပြည့်ဖြင့်စစ်ချရာဆုံးကူညီဆောင်ရွက်ပေးနေပါတယ်ရှင်ဒီချင်းမင်းရဲ့ကားများကိုလိုင်စင်တက်တန်းတိုးရမယ်ဆိုရင်တော့ကျမတို့မြန်မာထူဆန်လိုင်စင်ဌာနကိုသာတည်ရလိုက်ပါနော်ဒီမင်းရဲ့လိုင်စင်ကိစ္စဝါဝါကိုဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့အောက်မှာပေးထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်မြင်းမြန်းနိုင်တယ်လို့ချက်ပေါက်တွေနဲ့ဆက်သွယ်မြင်းမြန်းနိုင်ပါတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်